လက်ဆောင်လေးပေးထားရကြတယ်ပြောပြပါဦးဘာလေးလဲ ဘလို့လက်ကpropose တော့မဟုတ်ပါဘူးဒီလက်မှာဝယ်ပြီးဆိုတော့ဒါဖြစ်ဖို့များပါပေါ့နော်ဒါပေမဲ့ဒါကမနေ့ကမွေးနေ့မှာသူဒါမွေးနေ့လက်ဆောင်ဒါစိန်လက်စွပ်ကလေးပေါ့နော်သူချွေးနေဆောင်နဲ့ရစိန်လက်စွပ်ကလေးဝယ်ပြီးရယ်တနစ်ကကျတော့လေစိန်လက်ကလေးဝယ်ပြီးရယ်ပေါ့နော်သူအမြဲတမ်းအဲ့လိုမျိုးကြည့်ရစိတ်တော့မကောင်းဘူးပေါ့နော်ဘာလို့ရတော့လည်းပြောတာပေါ့ကိုတန်မိုးထားကိုလည်းပြောတာပေါ့လေဒါပေမဲ့ဂျယ်ရီဂိုက်တွေတန်မိုးရှိပါတယ်ဂျယ်ရီဂိုက်တွေအများကြီးတန်မိုးရှိဘလို့တစ်ချိန်လုံးလည်းမကြတော့ဒီမှာကိုကကြလူကောင်ကြီးကပစ္စည်းကြီးကြီးကြိုက်တာပေါ့နော်နောက်နေ့ကျရင်တော့ပစ္စည်းထက်ကြီးကြီးပေါ့နော်နောက်နေ့ကျရင်လဲပေးပါလားအပွင့်ကြီးနဲ့ဟုတ်မမြင်ဘူးရေလို့လက်စကိုမြင်ပြီးလက်ထဲကိုအရင်ကောက်ဆွတ်ကြည့်တာတော်မတော်တော့ကြမတော်ရင်တော့ပြန်သွားလဲရမှာဆိုလို့လေမမမော်ဦးမင်းကလေးကတိတ်ပြီးတော့မမော်ဦးချက်ချင်းကောက်ဆွတ်ပြီးတော့ဟဲ့နင်ကစားတော့မဖတ်တော့ဘူးလေမမြင်လို့ပါဟဲ့မနဲ့ကြောက်အောင်ပါယူရမှာမယူရက်ပါဘူးဒါအမှန်တိုင်းပြကိုပဲရှာကျွေးချင်တာတည့်ပါမအောင်တောင်းရက်ထည့်ပြီးရက်ကျွေးချင်တာသိမောက်ပါတော့15နှစ်ထဲသူကကန်ဆိုတာ